ဒါကတော့ကျွန်တော်တို့မြန်မာတွေကလေးတခိုးလို့တီးထားတဲ့လောဘကြီးရဲ့စူစကာပုံနာအိုကြီးရဲ့ရုပ်ထုပေါ့ဒါပေမဲ့ထိုင်းမှာကြတော့ဒီပုံနာကြီးရဲ့ရုပ်ထုကိုချူကျုံငွေခေါ်နဲ့လက်ရှင်နဲ့အဖြစ်ဖျားเจ้าထဲမှာတယိုတသေးထားပြီးတချို့ကရွှေပြားလေးတောင်ကတ်ကြတာတွေ့ရပါတယ်ဒီပုံနာကြီးရဲ့ဇာတ်ကြောင်းကတော့ဝေဒန်နီယာမင်းသားဖျားလောင်းတော်ဟာပေးကမ်းလူရန်မှုမှာအထွတ်အထိပ်ရောက်အောင်ကျင့်ခဲ့တယ်အဲ့ဒီအချိန်မှာထိုင်းတွေချူကျုံလို့ခေါ်တဲ့စူစကာပုံနာကအသက်ကြီးကြီးခါကုန်းကုန်းလောဘကြီးတဲ့တောင်းရန်စားတောက်တဲ့ပုံနာအိုပါသူကဝေဒန်နီယာမင်းသားစီသွားပြီးမင်းသားရဲ့သားသမီးနှစ်ယောက်ကနာနဲ့စာလီကိုကျွန်အဖြစ်တောင်းတယ်မင်းသားကလည်းမငင်းပဲပေးလူလိုက်တယ်ဒါကဝေဒန်နီယာရဲ့အကြီးမားဆုံးဆွန့်လွတ်မှုပေါ့သူကကလေးနှစ်ယောက်ကိုအဖိုးတစရာမင်းကြီးစီပြန်အပ်ပြီးရွှေငွေဆုလက်တွေအများကြီးရသွားတယ်မင်းကြီးကရေချိုးပေးပြီးထမင်းမြင်ကျွေးတော့အညံ့မရစားလို့အစာနဲ့အစာမကြေပိုက်တင်းပြီးတည်သွားတာပါဒါကြောင့်ပဲမြန်မာလူကြီးတွေကအစားကြီးရဲ့ကလေးတွေကိုစူစကာပုံနာကြီးလိုစားပိုးနှင်ပြီးတည်လိုက်မယ်လို့ဆနောက်ပြောတတ်ကြတာပါဒါကြောင့်ရုပ်ထုကအခုမြင်နေရတဲ့အတိုင်းခါကုန်းကုန်းတုတ်ကောက်ကင်ပြီးပိုက်ဆံအိတ်လွယ်ထားတဲ့ပုံနာအိုပုံစံပါလူတွေကရွှေတင်ကန်းကတ်ကြလို့ရုပ်ထုကမင်းနေတာပါမြန်မာမှာတော့ဝေဒန်နီယာဇတ်တော်တွေကစူဇာကပုံနာချူချိုကိုလောဘကြီးတဲ့ကလေးသူခိုးဖြစ်ပဲတင်ထားကြတာဇက်ရဲ့အဓိကအချက်ကလည်းဝေဒန်နီယာရဲ့ဆွန့်လွတ်မှုဒါနဘာယမီကိုကြည့်ဖို့ပဲချူချိုကိုအတူယူဖို့မဟုတ်ဘူးထိုင်းဘက်မှာကြတော့အဲ့ဒီဇတ်တော်ကိုပဲအခြေခံပြီးဇက်ကောင်ကိုတစ်မျိုးပြန်ကောက်တာသူတို့ကကိုကျင့်တရားဘက်ကမကြည့်ပဲလောကီအကျိုးဘက်ကကြည်တာချူချိုကအသက်ကြီးကြီးရုပ်ဆိုးဆိုးနဲ့တောင်မိမ့်မချောချောရတယ်တောင်းသမျှအကုန်ရတယ်ဖရင်သားသမီးတောင်တောင်းယူနိုင်တယ်စကားပြောကောင်းတယ်ရောင်းဝယ်ကျွမ်းကျင်တယ်ဆိုရဲအချက်တွေကိုယူပြီးတောင်းရမ်းပညာရဲ့ဆရာကြီးလက်ရှင်နဲ့အဖြစ်ပြောင်းပူဇော်ကြတာအထူးသဖြင့်ကုန်တွေတွေအွန်လိုင်းရောင်းတဲ့သူတွေအကျွေးလိုက်တဲ့သူတွေကြားမှာအရန်ခစ်စားတယ်ဆိုတော့မြန်မာမြင်ကမားနေတာမဟုတ်ပါဘူးဗုဒ္ဓစာပေမူရင်းတိုင်းအတိအကျပဲထိုင်းဘက်ကကြတော့ဇတ်တော်ကိုရိုးရာယူလလာပအစီအရင်နဲ့ရောပြီးကိုးကွယ်သွားတာပါဖះเจ้าထဲမှာတွေ့ရပေမဲ့ဒါကဗုဒ္ဓဘာသာမူရင်းကိုးကွယ်မှုမဟုတ်ပဲထိုင်းရိုးရာယုံကြည်မှုပါ